လန်းဆမှာတော့ရှောင်းလွှဲလို့မရမယ့်တိုက်ပွဲကြီးစတင်လာပါတော့မယ်။ဇမနီမျိုးနွယ်သူကောင်းဆောင်နဲ့ရှောင်းရဲတို့ကမျက်နှာချင်းဆိုင်ရှိနေကြပြီးရောင်မဲကိုတော့ပေးထားတဲ့ဂရီအတိုင်းရှိုင်းနေကိုဆောက်ရှောက်ပေးတဲ့အတွက်ကျေးဇူးတင်လိုက်ပါတယ်။ဇမနီမျိုးနွယ်သူကောင်းဆောင်ကတော့နောက်ဆုံးတော့မရောက်လာပြီလို့ပြောကမျိုးနွယ်သူကြီးကဲကိုဖမ်းတယ်ဇမနီတောင်ပန်ကိုတတ်တယ်လေဒါတွေကိုလက်စားချိတ်ဖို့အတွက်ပြောရင်ပဲစတင်တိုက်ခိုက်လိုက်ပါတယ်။ဇမနီမျိုးနွယ်သူကောင်းဆောင်ရဲ့အချိန်ကမြန်လွန်နေတာမို့ရှောင်းရန်လည်းတတ်တယ်ထားတဲ့ဇမနီတောင်ပန်ကိုထုတ်သုံးပြီးပြန်လည်တိုက်ခိုက်ပါတယ်။မြန်ဆန်လာတဲ့ရှောင်းရန်ရဲ့အချိန်ကိုမရှင်းနိုင်တော့တာမို့ဇမနီရှီလန်နဲ့တိုက်ခိုက်နေပါတယ်။ရှောင်းရန်ကလည်းမိုးချိုးဆွမ်းနဲ့ကိုဘောထုတ်ပြီးပြန်လည်သားနိုင်လိုက်ပါတယ်။တိုက်ပွဲအတွင်းအာယုံလွဲပြီးမေဒူသားရှိရာသည့်ရှင်းကပ်တော့ရှောင်းရန်လည်းမာရနာလက်ဖွားကိုအသုံးပြုပြီးထိချုပ်ကမိစုစီလက်ညိုးကိုပါအသုံးပြုလိုက်တာမို့ဇမနီမျိုးနွယ်သူကောင်းဆောင်လည်းတန်ရာပြင်းထန်ရသွားပါတယ်။ဒေါသထွက်သွားတဲ့မျိုးနွယ်သူကောင်းဆောင်ကကောင်းကင်မိတ်ဆာဇမနီရဲ့မူလခန္ဓာကိုယ်ကိုအသွင်ပြောင်းလိုက်ပါတယ်။ဝိညာဉ်စွမ်းအားကမော်တာရဲတွေရဲ့အားနည်းချက်ဖြစ်တာမို့ရှောင်းရန်လည်းဝိညာဉ်တိုက်ခိုက်ခြင်းနဲ့ပြန်လည်တိုက်ခိုက်ပါတယ်။ဒါပေမဲ့လည်းဇမနီမျိုးနွယ်သူအကြီးကဲရဲ့ဝိညာဉ်ကတတ်မှနေတာမို့တခြားတဲ့ရှောင်းရန်ရဲ့တက်ခွက်ကိုပြုတ်ခွင်းပြီးအဆုံးသတ်ဖို့ပြေးဝင်လာခြင်းရှောင်းရန်လက်ထဲမှာလည်းဗုဒ္ဓမြတ်မိတောက်ဂျပန်ရောက်နေပြီဖြစ်ပါတယ်။ဂျပန်ကိုအသုံးမပြုရသေးခင်မှာပဲရောက်တော့လင်းတဲ့တစ်ခုနဲ့ဖိနှိပ်တာကိုခံလိုက်ရပြီးဒူးသွင်းပြန်ပြောင်းသွားကလက်ထွက်သွားပါတယ်။ရှိုင်းလင်ပြထွက်လာတာဖြစ်ပြီးနှစ်ဦးသားလွမ်းသိကြပါတယ်။ရှောင်းရန်ရဲ့ကျင့်ကြံမှုတွေလည်းတိုးတက်လာပြီးလို့ချီးကျူးရင်းသူ့ရဲ့ကျင့်ကြံစိတ်ကိုပြီးတော့9ယောက်ချင်းထွက်တဲ့မှဖြစ်နေတာကိုပြလိုက်ပါတယ်။အဲ့ဒီကမဒနာလည်းဝင်သွားပြီးတဲ့နောက်သူတို့မျိုးနွယ်သူရဲ့အတိုက်ကိုရှာတွေ့ပြီးဘိုးဘွေရဲ့ဝိညာဉ်ကိုလိုထစေခဲ့တာမို့ခြေသူဆက်တဲ့အနေနဲ့ထွက်တဲ့မှရဲ့အမွေလေးကိုပေးခဲ့တာဖြစ်ပါတယ်။ဇမနီမျိုးနွယ်သူကောင်းဆောင်လည်း9ယောက်ကျထွက်တဲ့မှဖြစ်တာကိုသိသွားတဲ့နောက်တော့အရှုံးကိုဝန်ခံကအယူကနေပြီးထပ်ပြီးဖို့လုပ်ပါတယ်။ဆိုင်းလေကလုံးမပေးပဲတပ်ဖို့လုပ်နေချိန်မျိုးနွယ်သူကောင်းဆောင်ကယူမော့ကသူ့ရဲ့ယူရချက်မှန်ကိုထုတ်ပြောလာပါတယ်။ရှောင်းရန်ကိုလည်းပိုင်းကုန်းမီကတည်းဒီနေရာထိခေါ်လိုက်ရတဲ့အကြောင်းရင်းအမှန်ကတင်ရန်တို့ငကားမျိုးတွေမှာနောက်တစ်ချိန်ထိနှံလူယူမဲ့တိုက်ပွဲရှိနေတာမို့အာယုံလေးုံတတ်တာဖြစ်နေပါတယ်။ငါသာမင်းနေရာမှာဆိုဓာတ်ထိခွေကိုဖျက်ပြီးအပြေးသွားလိုက်မှလို့ပြောနေပေမဲ့ရှိုင်းနေကတော့မင်းကိုတက်ပြီးမှသွားလဲနောက်မကျသေးဘူးပြောကသူ့လက်နဲ့ပဲဇာမနီမျိုးနွယ်သူအကြီးကဲရဲ့ခေါင်းကိုရှိမောက်ကအဆုံးသတ်ပေးလိုက်ပါတယ်။ဇာမနီမျိုးနွယ်သူရဲ့နောက်လက်တွေကိုတော့ရောင်မဲလက်ထဲအပ်ခဲ့လိုက်ပြီးရှိုင်းနေနဲ့တူချင်းရရှိရသည်မြတ်သွားလိုက်သွားပါတယ်။နောက်ပိုင်းမှာဘာဆက်ဖြစ်မလဲဆိုတာကတော့နောက်ဗီဒီယိုနဲ့တူပြန်တွေ့ကြပါမယ်။အဆုံးထိရှိပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လေးနဲ့ပေးခဲ့ဖို့အတွက်ထောက်သွင်းချင်ပါတယ်။